Superman ကသူ့ရဲ့ဆွေမျိုးမောင်မလေးကိုမိဘတွေကိုမိတ်ဆက်ပေးဖို့အိမ်ကိုခေါ်လာခဲ့တယ်။တကားဖွင့်မယ်လို့စိုက်ကြည့်နေရင်မဟာလက်တစ်ချောင်းနဲ့ထိုးခံရပြီးလေထဲကိုလွှင့်ပစ်ခံလိုက်ရတဲ့နေရန်ကိုဖောက်ဝင်လာတာကတော့ Darkseid ဖြစ်တယ်။သူက Kara ကိုကြောက်မက်ဖွယ်မျက်လုံးနဲ့စိုက်ကြည့်ပြီးလက်တစ်ချက်နဲ့ဘေးကိုပစ်ထုတ်လိုက်တယ်။ Darkseid ရဲ့ Omega Beam လွှတ်ထွက်လာပြီး Superman ကိုထပ်မံလေထဲသို့ပစ်လွှတ်လိုက်တယ်လို့ Kara ကိုလည်းမြေပြင်ပေါ်သို့လဲကျစေခဲ့တယ်။ဒေါသအပြည့်နဲ့ Superman ပြန်တိုက်ခိုက်တော့လဲကြက်ကလေးလိုလက်ထဲမှာဖမ်းဆီးခံလိုက်ရတယ်။သူ့ရဲ့ Heat Mission ပောက်ကွဲမဲ့အချိန်မှာ Darkseid ကသူ့မျက်နှာကိုအားကြီးနဲ့ဖိနှိပ်လိုက်တဲ့မိခိုးများထွက်ပေါ်လာပြီး Superman ရဲ့မျက်လုံးအိမ်တွေမင်းညိုကျက်သွားတယ်ထို့နောက်အင်အားပြည့်နဲ့လေထဲသို့မြောက်ပစ်ပြီး Omega Beam တစ်ချက်ထပ်မံပစ်လိုက်ရာ Superman ကမိုးကောင်းကင်အနားသို့ပျောက်ကွယ်သွားခဲ့တယ်။ Kara ကပြန်လည်ကူညီတိုက်ခိုက်ဖို့တက်လာပေမဲ့ Darkseid ကထပ်မံပစ်ခတ်ပြီးမြေပြင်ပေါ်ကိုခြေထောက်နဲ့အင်အားကြီးစွာနင်းချလိုက်တယ်။အဲ့ဒီအချိန်မှာမီးပြင်းပြင်း Heat Mission တစ်ခုကသူ့ခြေထောက်ကိုထိုးပေါက်လိုက်တယ်။သူကလက်တစ်ဖက်နဲ့ကာကွယ်ပြီး Kara ကိုခေါင်းမှာဖမ်းကာပစ်ထုတ်လိုက်တယ်ထို့နောက်လက်သီးကန်ချက်ပြင်းထန်စွာထပ်မံထိုးခတ်လိုက်တယ်။ Omega Beam သုံးချောင်းကကောင်းကင်တလျှောက် Kara ကိုလိုက်လံလိုက်စားနေချိန် Kara ကလေထဲတွင်လှည့်ပတ်ရှောင်တိန်တယ်။သူမကနောက်ဘက်မှဝင်တိုက်ဖို့ကြိုးစားတော့လဲပြန်လည်ထိုးခတ်ခံရတယ်ထို့နောက်လေထဲသို့မြင့်တက်ကလျက်စီးလိုမြန်ဆန်သည့်လက်သီးများဆက်တိုက်ထိုးခတ်ပြီး Darkseid ကိုအာကာသထဲသို့ကန်ပစ်လိုက်တယ်သို့သော Kryptonian မိန်းကလေး၏စွမ်းအားမှာလည်းကန့်သက်ချက်ရှိတယ်။လက်တိုက်ပွဲပြင်းထန်ပြီးနောက် Kara ကထိခိုက်ဒဏ်ရာများနဲ့လဲကျသွားတဲ့ Darkseid ကလက်နှစ်ဖက်ကိုနောက်ထားက Omega Beams များဆက်တိုက်ပစ်ခတ်နေတဲ့ Meanwhile Superman ကနေအောင်ဘက်သို့လွင့်မျောသွားနေတယ်။သူ့လက်တုံရင်ပြီးမျက်လုံးများရုတ်တရက်ဖွင့်လှစ်ကအလင်းတန်းလိုမြန်ဆန်စွာကဘာမြေသို့ပြန်လာတယ်။ဒေါသဖြေပြီးနောက် Darkseid ကဘုံချစ်တစ်ခုဖွင့်ကာထွက်ခွာရန်ပြင်ဆင်တဲ့အဲ့ဒီအချိန်မှာ Superman ကမိုးကောင်းကင်မှပြန်လည်ပောက်ကွဲဝင်ရောက်လာတဲ့အနီးတွင်မေ့လဲနေသော Kara ကိုမြင်ပြီးသူ့မစီသို့သွားမိအချိန် Darkseid ကထပ်မံတိုက်ခိုက်ဖို့ကြိုးစားတဲ့ Superman ကလက်နောက်ဖက်တစ်ချက်နဲ့ပစ်လွတ်လိုက်ပြီးလေကွင်းဘက်သို့ပြန်တန်းကာမုန်တိုင်းတစ်ခုလိုလေပြင်းများဖန်တီးတယ်။မြေတုံနှုတ်စေသောလက်သီးများနှင့်အလင်းမြန်ဆုံး Heat Vision များကမိုးရွာသလိုဇက်တိုက်ကျဆင်းလာတဲ့ Darkseid ကပြန်လည်ဖမ်းဆီးကာတံပြန်တိုက်ခိုက်တဲ့ Kara ကမတ်တဘာကကိုယူကာဘုံထုဖွင့်ပြီးအာယုံလွှဲစေတဲ့ Superman ကလွတ်မြောက်ကအားကြီးသောကန်ချက်တစ်ချက်နဲ့အာကာသထဲသို့ပစ်လွတ်လိုက်တယ်။ထို့နောက်ဆွေမျိုးနှစ်ဦးခဏတစ်ဖြုတ်ထိုင်လာကြပြီးကန်မိဘနှစ်ဦးအိမ်ပြန်ရောက်လာကြတယ်။အိမ်ပျက်စီးနေသည့်အခြေအနေနဲ့သူတို့သား၏မျက်နှာဖွဲ့ပုံကိုမြင်ကအလွန်အမင်းအံ့ဩသွားကြတယ်။နောက်ဆုံးမှာ Superman က Kara ကို Themyscira သို့ခေါ်သွားပြီး Amazon စစ်သည်မိန်းမများကိုကျေးဇူးတင်စကားပြောကြားသလိုသူမ၏အမိအစ်စ်ကိုတရားဝင်မိတ်ဆက်ပေးတဲ့ Bruce Wayne ရဲ့ချီးမြှင့်သည့်အပြုံးနှင့်အတူ Kara သည်ယခုမှစ၍ကောင်းကင်ရင်တန်းများအလယ်တွင် Superman နှင့်အတူ Supergirl အဖြစ်ပြန်တန်းသွားမည်ဖြစ်သည်။